ကြီးဘယ်နှထုတ်နှစ်ခုညခေါင်းလေးစေးလေးပါပေါက်ခဲ့ဟာအေးလက်အားလားအားလို့ဆိုတော့အားတော့အားပါလားအားရင်တက်ဗျာဒါ ဘဲဦးလေလာပါအတူလေဒီကမတကယ်ကြီးပြောမှာဟုတ်တယ်ခင်ဗျာဘာတွေပဲများလောက်ဆရာရှိရဆက်လို့Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ mobile လောက်တာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဆိုင်က customer များအမီးများတွေ Zflip series တွေမှာဖြစ်တဲ့ error လေးတွေကိုပြတ်ပေးသွားမှာဖြစ်ပါတယ်နော်သုံးနေနဲ့ရုပ်ပြောက်သွားလား Wi-Fi Bluetooth speaker မရတော့လားစားတဲ့ပြဿနာတွေဟာ meter cable ကြောင့်ပဲဖြစ်ပါတယ်ဒီ meter cable ကြောင့်ဖြစ်တဲ့ပြဿနာလေးတွေကိုဖြေရှင်းချင်တယ်ဆိုလို့ရှိရင်တော့ဒီ meter cable လေးလဲလိုက်ရင်ဝယ်ပြီးသွားပြီအော်ဒီကောင်အဲ့လောက်ကြာနေပြီကွာဟာဟေးမှားနေဒါရလို့ထဲမှာဓာတ်တွေမပါဘူးပူကောင်းမလားထင်လို့စားပြီဗျာဟယ်လိုဟိုကောင်မင်းဘယ်ရောက်နေရလဲရောက်လောက်ကြာပြီကွာမင်းကကုန်းဝယ်ကန်းလိုက်တာရောက်ဟာဒီကောင်ကိုယ့်ရဲ့တက်ခူးနေတာလားမသိပါဘူးကွာဟုတ်ဂျာကြီးခဏလေးကျွန်တော်ရှင်းပြမယ်ခဏလေးအခုလာမယ်ခဏလေးဟုတ်ပြီခဏလေးငါလက်ထမှာဘာကန်းလာလဲမသိတာဘာကိုင်းနာလဲအဲ့ဒါဖိုင်းစာအောင်နော်နောက်9မိနစ်တွင်းမှမင်းမလာဘူးဆိုလို့ရှိရင်တော့မင်းဖိုင်းစာလို့ရောက်ပြီအဲ့ဒါပဲရောက်ဟုတ် No God please no no ရောက်ငါဖိုင်းစာအုပ်ထဲရောက်တော့အားရောက်လေ sorry နည်းနောက်ကြပါမင်းကဒီမှာဘာလုပ်လဲ ရှူတင်ရိုက်ဖို့ရှူတင်ကငါရရမှာလေငါ့သူကရိုက်အခုလိုက်နေစမ်းမှုခေါ်တော့